တချို့ driver တွေက dialogue ကိုသူတို့ပေးတဲ့အတိအကျအတိုင်းပြောမှကြိုက်အတိအကျမပြောရင်ပြောင်းမင်းတို့ငါတင်ထားတာဒါမှမဟုတ်ကွာဒီပိုင်းလျှောက်ပြောတာကိုလေဟုတ်ဒါတဖို့ရဖို့ဟိုပြလုံးပြနိုင်ဖို့အဝချောနေပြီး3နှစ်3ဘူးရှာတယ်ဆိုတာတကယ်ကိုကြားရတာပါပန်းစကားပရိသတ်ကြီးမင်္ဂလာပါရှင်ရုပ်ရှင်သဘင်ဂီတမိသားစုစကားဝိုင်းမှာကြိုဆိုပါရရှင်ဘဘဦးမန်းကျော်ရေမင်္ဂလာပါရှင်မင်္ဂလာပါသမီးရဲ့ဟုတ်ကဲ့ပါဘဘကျောက်တို့ရေမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာအားဆိုလို့ရှိရင်ဦးစိုးပေမောင်မဲကဘဘရဲ့လက်ဦးဆရာလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘဘနဲ့ဘဘဆရာရဲ့ဈားထဲမှာအမတ်တရလေးတွေတော့အများကြီးရှိမှာပေါ့ရှိတယ်ရှိလို့ရှိပါလားအဲ့တော့သူဆိုတော့မှ तू ကအိုးကာရဂါမှာမတန်ဦးကသိုးဆောင်မယ်လို့တာလေဟုတ်ကဲ့ရှင်အဲ့တော့ तू ကအကုန်တက်စီခြင်းတယ်တော့လေမတန်ရေဒါတော့ချပြီးသိုးဆောင်ဟုတ်ကဲ့ဟုတ်ဦးဆရာအနေနဲ့စီကံရှိတယ်နည်းနည်းဒေါသလေးကြီးတယ်အဲ့ဒါကဒီခါကြတော့တော်လို့သွားမှဒါချပြီးလိုက်ဆန်းစားရှိပြီဟိုကမဖတ်ဘူးသူပေးလိုက်ယူပြီးတော့ဟိုလေးရောသိုးဆောင်ပြောတော့မင်းငါ့အားတော့ခွေးသားတော့တပုတ်ဖြောက်ခွေးသားဟင်ဒါရောချတဲ့ကောင်ကထင်နေတယ်မင်းထင်လို့ဟောဘယ်လိုလုပ်လဲသိဆောင်အဲ့တော့မင်းကိုယ်လည်းဒါကိုသိနေရမယ်ဒီပြစားပြီလားပြပါပြီလေပြောပြီမင်းတင်တဲ့ကောင်ကထပြီးဆိုတော့ဒါရောချပြီးတော့ကောင်ကထင်ငေါ့နေတော့ဘယ်လိုလုပ်တော့ဟောဒီလိုဆိုတပုတ်ဖြောက်ဆရာပြင်ပေးလိုက်တော့အများကြီးပါတယ်ဟောဘဘရဲ့လူရှင်တော်တယောက်မှလေဘာတွေတက်အပ်ထားရမလဲပေါ့ဘာအဓိကဘာတွေတက်ထားရမလဲဘာတွေရှိရမလဲပေါ့ပြီးတော့မမကနည်းနည်းကြားဘူးတာရှိတယ်ပေါ့ဘဘတွေရှိရဘဘတွေပြောလာတာအချို့လူရှင်တော်တွေက9000မဆိုတတ်သေးဘူးဆိုတာကြားတယ်ရှင်အဘာလို့လဲလူခဲရခဲ့တဲ့ဆရာဒီကတင်လာခဲ့ရတော့ဝလေးနော်ဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့9000ဆိုတယ်ဆိုတာခွန်ထောက်တယ်အမောကြီးနောက်ကထွက်လာမယ်မင်းသားမင်းကြီးကိုအတန်ပြတာသူကရုပ်ရှင်သဘင်ဂီတမိသားစုစကားဝိုင်းလေးဖြစ်တဲ့ဒီနေ့အစီအစဉ်မှာဘဘဦးကျောက်တို့နဲ့ဘဘဦးမန်းကျော်တို့ပြောသွားတဲ့ဘဝအတွေ့အကြုံလေးတွေကိုပရိသတ်ကြီးတွေလည်းအားရကျေနပ်လိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်။နောက်အစီအစဉ်များမှာလည်းဝါရင်တပါရင်အမှုပညာရှင်ကြီးများကိုဖိတ်ခေါ်มาဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်ကြီးအားလုံးပဲစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့